မင်းဟင်းချက်ပြတာကိုဟင်းချက်ပြတာဟင်းချက်ပြတာမဟုတ်ဘူးတဲ့အိုးလည်းမသိဘူးတဲ့အိုးကဒီမှာတည်ထားလေဘုံကအဲ့မှာထားလေဘယ်လိုသိမှလဲဒီဟင်းအိုးအကင်းဟင်းအိုးပဲပြမယ်ဆိုရင်ဟင်းအိုးကြည့်မှာဖင်အတူလားစစ်လားဆိုတာတားတဲ့ဒီမှာခွဲပလိုက်မယ်တင်ထွက်ပါပဲဖင်အတူအစစ်လို့သိပါဟုတ်တယ်လေအဖေရဲ့ကိုမလေးလေကျမတို့အောက်မှာတက်လာဒီလားအဲ့ပြန်ပြင်လာလားဟင်းကြော်တယ်ဆိုပြီးရင်ကလေတော့မဟင်းချက်တာကရောင်းဖို့မဟုတ်ဘူးကိုယ့်ကိုမျိုးစိုးဖို့လုပ်တာဘာပုံလဲကပေးရလေခလာကြီးယူစရာကြီးလေလာမွေးကြီးလိုက်တော့မိတောင်လဲတော့အောင်မယ်မွေးလုံးတော့ဟုတ်တယ်တချို့တော့တိုင်းပြန်လာထားခဲ့ပြီလားဒီထက်ခဲရောသမီးဟင်းလေးချက်တတ်တယ်နော်အားလုံးလုပ်တတ်တယ်ဒါကလေးပြင်းလို့ပဲမိကိုကြောင်မှာဝင်ဒါအားသားနေထားတယ်ကိုလုပ်တာဟောဒီမန်းကတော့ကိုလည်းယူနေလေအောင်သားနေလာရောဗျာလေးတောင်းနေဟာလေကလေးမျိုးနည်းနည်းနှိမ့်တက်တာလူတို့မာလို့လားဟုတ်တယ်နည်းလို့ပါတော့ဟမ်ဒီဟမ်ကောင်းပါလားလို့မာလာမှုလည်းကျိုးလိုက်ပေါ်ပါပြီဒါကဟင်းလုံးနယ်ဟုတ်တယ်နော်ဒီပြီးရွယ်မင်းလည်းရသားပြေတယ်မျက်နှာလေးကိုပဲကောင်းတယ်လှုပ်တက်လို့ဆိုင်ဖွင့်စားတာနော်ပြောတယ်အေးအမခင်ပဲတွေ့ရဖင်ကြီးစင်လုံးလားကိုမထဲမှာလေနောက်တော့လည်းကြည့်ပြီးတော့နောက်လေးကြိုင်တကယ်ကိုအဲ့နဲ့ခိုးပြခိုင်းမယ်အစ်စ်လားသူ့လားဆိုဆိုင်လာခဲ့လိမ့်စာပေးလိုက်မယ်ကင်ခိုင်းမယ်လားကားဟုတ်လားကြိုင်ရမယ်လို့ဟုတ်လေကြောက်လာတယ်ပဲတော့ဟုတ်တယ်ကင်ခိုင်းမယ်ကဲပါတော့မလဲဒီကအားကြောပြီးပြီအမီးရအောင်နော်ပြီးတော့ရမယ်နော်အရှိအမဖဲ့ပြောဆိုဒီတော့ဟုတ်တယ်မလားဒါလည်းရပါဒီနေ့လည်းကိုအာရုံအောင်လမ်းဆိုလာတယ်ပါခါတော့အေးဆွေးလေးနန်းနန်းပင်ရဖဲ့ပြီလားအကျမလားအိုးမအိုးမလဲကောင်းလို့